နာမည်မှာဒီစလုံးပါဝင်သူတွေဟာ1388ခုနှစ်အတွင်းအတိုင်းအဆမရှိငွေအထောက်လိုက်ဝင်မယ်ဆိုပြီးအခုလိုဟောကိန်းထုတ်လာတဲ့နာမည်ကြီးပေတင်ဆရာပရိသတ်ကြီးတို့ရှင်ငွေတွေကိုလက်နဲ့မကန်နိုင်အောင်ထုတ်လိုက်အထက်လိုက်သိမ်းဆင်းရတော့မဲ့အချိန်ခါကောင်းကြီးကိုဆက်ရောက်လို့လာပါပြီနော်1388ခုနှစ်မြန်မာနှစ်သက်မှာဘသူတွေကများဘဝတစ်စစ်ချိုးပြောင်းလဲပြီးတော့ကြည်ကြည်တဲ့ချမ်းသာတော့မလဲဆိုတာဆရာကြီးကအခုပဲဟောကြားလိုက်ပြီးဖြစ်ပါတယ်ပရိသတ်ကြီးတို့အတွက်အခုတစ်ခါမှာတော့ကျမတို့ရဲ့နာမည်ကျော်ပေတင်ဆရာကြီးကတကြံအပီနှစ်သက်ကူကာလာမှာထူးထူးခြားခြားကံပွက်လမ်းပွင့်ဖြစ်ပြီးတော့ငွေပုံကြီးပေါ်ထိုင်ရတော့မဲ့သူတွေအကြောင်းကိုဟောပြောခဲ့တာပါရှင်ဆရာကြီးရဲ့အဆိုအရချမ်းသာကြုံရခြင်းဆိုတာအကန့်အသတ်မရှိသလိုမိမိတို့ရဲ့ရှိရှိကပြုခဲ့တဲ့ကုသိုလ်တွေအကျိုးပေးခြင်းတန်ပြီဆိုရင်ဘယ်သူမှတားဆီးလို့မရဘဲဝုန်းကနေထချမ်းသာတတမျိုးပါအထူးသဖြင့်နာမည်မှာအင်္ဂါနဲ့စလုံးတွေဖြစ်တဲ့စလုံးစလိန်ဇာခွဲဇမဆွေညပါဝင်နေတဲ့သူတွေဟာဒီနှစ်အတွင်းမှာအတိုင်းအဆမရှိတဲ့လက်လာပတွေကိုပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်ပထမဦးဆုံးကအထူးဆုံးသူတွေကတော့နာမည်မှာစလုံးပါဝင်တဲ့သူတွေပဲဖြစ်ပါတယ်ဥပမာဆူဆူဝေဆိုထွန်းဇမ်မာစိန်လဆူဆူစံမြင့်စတဲ့နာမည်ပိုင်ရှင်တွေကဒီနေ့ဒီအချိန်ကစပြီးတော့ကုသိုလ်ကံကပေးတဲ့ချမ်းသာကြွယ်ဝမှုကိုကျင်းသိရရှိတော့မှာပါဆရာကြီးကတော့ဒီနာမည်ပိုင်ရှင်တွေကိုအထူးမှာကြားထားပါတယ်ငွေတွေကအထုတ်လိုက်ဝင်လာတော့မှဖြစ်လို့သိန်းစရာတက်တာတွေနေရာတွေသာအခုကလေးကအစင်းသစ်ပြထားကြတော့လို့ဆိုပြီးတော့အပါတရကိုဟောကြားထားပါတယ်မိမိတို့ရဲ့လုပ်ငန်းတွေကနေမချင်မှတ်ထားတဲ့အကျိုးမြတ်တွေအလုံးအရင်နဲ့ဝင်လာမဲ့ပြင်လက်ထဲမှာငွေမပြတ်အောင်ကန်ထူးနေမဲ့ကာလတစ်ခုဖြစ်ပါတယ်ဒုတိယမြောက်ကန်ထူးရှင်တွေကတော့နာမည်မှာစလင်စလုံးပါဝင်တဲ့သူတွေပဲဖြစ်ပါတယ်ဆရာကြီးရဲ့ဟုတ်ကဲ့အရာစလင်စလုံးပါဝင်တဲ့နာမည်ပိုင်ရှင်တွေကလည်းဒီနှစ်သစ်ကာလမှာဘယ်အရာကိုပဲလောက်ကင်နေပါစေအောင်မြင်မှုတွေကရှိကနေစီးကျုံနေပါလိမ့်မယ်မမျှော်လင့်ထားတဲ့နေရာတွေကနေငွေအစုလိုက်အပုံလိုက်ဝင်လာတာမျိုးစီးပွားရေးလုပ်ငန်းတွေမှာအစမတန်အကျိုးပေးတာမျိုးတွေကြုံတွေ့ရမှာဖြစ်လို့စင်ရတွင်းကနေလွတ်ကင်းပြီးတတိပြည့်မဲ့လမ်းစာတွေပေါ်ပေါက်လာမှမြေကြီးလက်ခံမလွယ်ပါပဲဆက်လက်ပြီးတော့နာမည်မှာဇာခွဲစလုံးပါဝင်တဲ့သူတွေဟာလည်းကံအလွန်ထူနေပါတယ်ဥပမာဇမာခိုင်ဇမာဝေးဇွန်ပွင့်အစရှိတဲ့နာမည်ပိုင်ရှင်တွေကအကြီးအကျယ်ချမ်းသာဖို့ရှိနေပါတယ်ဆရာကြီးကဒီကိန်းကိုတွေ့ရတာကြာပြီဖြစ်ပေမဲ့အခုအချိန်မှာတော့ကျင်းတီကိုထူးခြားလာတော့မှမို့ချက်ပြီးတော့သတိပေးလိုက်ကြပါလို့ဆိုထားပါတယ်အရင်ကအဆင်မပြေခဲ့တာတွေကြံ့ကြာနေခဲ့တဲ့ငွေကြေးကိစ္စတွေဟာဒီနေ့အတွင်းမှာအကောင်လုံးအဆင်ပြေသွားပြီးတော့ငွေဝန်လန်းတွေကလည်းဝုန်းကနေပွင့်လာတော့မှဖြစ်ပါတယ်ကိုရဲ့နာမည်ကဇာမြင့်စဲပါဝင်ပြီးတော့ဇန်အစရှိတဲ့နာမည်ပိုင်ရှင်တွေကလည်းငွေထုတ်ကြီးကောင်းရသလိုမျိုးချမ်းသာမှုတွေကိုလက်ဝယ်ပိုင်ဆိုင်ရတော့မှာပါနောက်ဆုံးမှာကန်ထူးမဲ့သူတွေကတော့နာမည်မှာညစလုံးပါဝင်တဲ့သူတွေဖြစ်ပါတယ်ဥပမာငင်းငင်းအစရှိတဲ့နာမည်ပိုင်ရှင်တွေဟာလည်းဒီကနေ့ကျွဲမှာငွေအစုလိုက်အပုံလိုက်ဝင်မဲ့ကိန်းရှိပါတယ်ဆရာကြီးကတော့စာလုံးစလင်ဇာခွင့်ညပါဝင်တဲ့သူတွေကဒီနှစ်သက်မှာကျင်းသေးပေါငွေဝင်မဲ့ဆိုပြီးတော့အခါပေးပြီးအမကန်ဟောကြားထားတာဖြစ်ပါတယ်အခုကနက်ခတ်ပေးတဲ့အရာရောကန်တရားရဲ့အကျိုးပေးအရာပါအလွန်တောက်ပနေတဲ့အချိန်ခါပဲဖြစ်ပါတယ်ဒါကြောင့်ပရိသတ်ကြီးတို့ထဲမှာဒီနာမည်စလုံးတွေပါဝင်နေတဲ့သူတွေရှိတယ်ဆိုရင်တော့အခုဆရာကြီးလမ်းညွှန်ပေးခဲ့တဲ့အတိုင်းမိမိတို့ရဲ့ကန်တရားကိုယုံကြည်စွာနဲ့ကြိုးစိုးလိုက်ကြပါလို့တိုက်တွန်းကြပါတယ်ငွေတွေကတော့အထုံလိုက်အထက်လိုက်ဝင်လာတော့မှအမှန်ပဲမို့ပရိသတ်ကြီးတို့အားလုံး1388ခုနှစ်အတွင်းမှာစီးစင်ဥစ္စာတွေဒီအလားကျိုးပွားပြီးတော့ကြည်ကြည်တဲ့ချမ်းသာကြွယ်ဝပါစေဆိုပြီးဆရာကြီးကမေတ္တာရှိထားပြီးတော့ဆုတောင်းမေတ္တာပို့သပေးထားပါတယ်ဆရာကြီးရဲ့မေတ္တာတဲ့နဲ့ဟောပြောချက်အတိုင်းချမ်းသာမှုတွေပိုင်ဆိုင်ပြီးတော့ငွေတွေအထုပ်လိုက်ဝင်ပါစေလို့ရေးသားဆုတောင်းသွားခဲ့ပါနော်